နနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။ရန်ကုန်မြို့တော်မဟာတကြံရည်တင်ပွဲတော်အခမ်းအနားကြီးကိုအောင်မြင်စွာဖွင့်လှစ်လိုက်ပြီးဖြစ်ပါကြောင်းတကြံဖွင့်ပွဲအခမ်းအနားတွင်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူကအဖွဲ့မှစကားပြောကြားခဲ့ပြီးရင်းနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများကဖဲချိုးဖြတ်၍မဟာတကြံမန်းတပ်ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ထို့နောက်မန်းတောင်ရိပ်ခုအပါအဝင်တကြံတေးသချင်းများဖြင့်ရင်းဖွဲ့များကတကြံအကအလှဖျော်ဖြေပေးခဲ့ကြပါတယ်။အခမ်းအနားတွင်တကြံရင်းဖွဲ့များမှဖျော်ဖြေမှုများပြုလုပ်ခဲ့ပြီးနောက်ရန်ကုန်မြို့တော်တကြံမန်းတပ်တွင်ရေကစားသူများအားတွေ့မြင်ခဲ့ရပါတယ်။တကြံပွဲတော်ကာလတွင်ရန်ကုန်မြို့တော်ခမ်းမရှိရန်ကုန်မြို့တော်မှာတကြံမန်းတပ်မှာရေကစားခြင်းတကြံရင်းအကအလှဖျော်ဖြေခြင်းများဖြင့်ကျင်းပသွားမှာဖြစ်တယ်လို့သိရ